ကဲအားလုံးပဲမင်္ဂလာပါဒူရီမိုမိုမှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့10ရက်နေ့9လပိုင်း2026တောက်ကြနေမနက်ပိုင်း9ရက်သားသမီးများအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့လိုရာဆန္ဒပြေဝကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်ကဲအမျိုးတို့ရေဒီနေ့တောက်ကြနေ့နော်တောက်ကြနေ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို9ရက်သားသမီးများအားလုံးပြီးတဲ့ဘက်ကလည်းနောက်ဆုံးပိတ်မှာအိတ်နဲ့လွယ်ဆိုသလိုဒီနေ့မှာလည်းပွဲဥစားမှာပွဲထွက်လှသလိုနောက်ဆုံးပိတ်မှာလည်းအိတ်နဲ့လွယ်ကြရပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်မိုမိုလိုက်ကိုကြည့်ရှုနေတဲ့မိတ်ဆွေများအားလုံးဒီအပတ်အရှုံးတော့မရှိဘူးနော်ဒါပေမဲ့မိုမိုဒီအခုချပြထားတဲ့ site ကိုဒီအပတ်တော့ member ဝင်ထားတဲ့မိတ်ဆွေတွေအတွက်ကိုအခွေကဏ္ဍတွေချပေးသွားမှာဖြစ်ပါတယ်เนาะဒီမိုမိုရဲ့လုံးပိုင် site ကအကောင်းဆုံးလေ့လာပြီးတော့ရွေးချယ်ထားတဲ့ site ပါเนาะအရင် site အဟောင်းတော့မဟုတ်ပါဘူးအကောင်းဆုံးလေ့လာထားတဲ့ site ပါဒါကြောင့်မို့လို့ဒီအပတ်မှာစမ်းသပ်ထားတဲ့အနေနဲ့အားလုံးကိုချပြပေးထားတယ်เนาะကဲဒီအပတ်တော့ member ဝင်ထားတဲ့မိတ်ဆွေတွေကိုသာအခွေကဏ္ဍခွေ site ကိုပေးသွားမှာဖြစ်တယ်เนาะဒီနေ့လဲ305တဲ့เนาะအခွေကအောင်မြင်မှုတွေရှိခဲ့ပါတယ်เนาะကဲဒါကြောင့်မို့လို့305ဆိုတော့ power 83ထွက်ပြီးသွားတဲ့အတွက်ကြောင့်မို့လို့မကြိုက်တာလဲပါတာပေါ့เนาะပယ်ကွက်တွေပောက်ကွက်ဖြစ်တာလဲပါတာပေါ့เนาะကဲဘာပဲဖြစ်မိုမို YouTube မှာပောက်ကွက်9ကြိမ်တင်တယ်ပောက်ကွက်4ကြိမ်အောင်မြင်မှုတွေရရှိခဲ့တယ်เนาะဒီ1 chain site ကတော့မိုမိုလေးလာထားတဲ့လောက်ကတော့ကြာပါပြီတို့ပေမဲ့အမြဲတမ်းအောင်မြင်မှုတွေရှိတယ်အခွေလည်းအမြဲတမ်းထွက်တယ်ပြီးတော့ဒီထဲမှာလုံးပိုင် site ကလည်းအမြဲတမ်းထွက်တယ်เนาะဒီအပတ်မှာမိုမို like ကိုကြည့်ရှုတဲ့မိတ်ဆွေတွေတော့နားလဲသဘောပေါက်မှာပေါ့เนาะပြီးတဲ့အပတ်ကမိုမိုလုံးပိုင် site ကိုဘယ်လိုချလဲဒီအပတ်ကရောလုံးပိုင် site ကိုဘယ်လိုချလဲဆိုတာအားလုံးနားလဲကြမှာပေါ့เนาะဒီညနေလုံးပိုင် site မှာတော့မိုမို9338ဆိုပြီးတော့မိုမိုချပေးထားတယ်เนาะ9338 1 chain ဒါပေမဲ့ဒီ1 chain site ကအမြဲတမ်းအပီးထွက်တယ်เนาะဒီ1 chain site ကအမြဲတမ်း5 chain ကိုအပီးထွက်သွားတာပေါ့เนาะ8 chain မှာ5 chain အပီးထွက်သွားတယ်3143835เนาะမနေ့ကလည်း1 chain အပီးထွက်တယ်3483 5နှစ်အပီးထွက်သွားတယ်เนาะဒီခွေ site ကပေါ့เนาะဒီနေ့လည်း9338မှာ93ထွက်သွားတော့ဒီအခွေ site ကလည်းအောင်မြင်မှုတွေရရှိခဲ့မယ်เนาะဒီအခွေ site ကိုကစားချင်တယ်ဆိုတဲ့မိတ်ဆွေဆိုရင်နောက်အပတ်မှာမိုမို member ဝင်မိတ်ဆွေတွေကိုသာတည်တံ့ချပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအခွေ site ကိုကစားချင်တယ်ဆိုရင် member ဝင်လို့ရပါတယ်เนาะYouTube မှာနောက်ပတ်ကြရင် site အသစ်တွေကိုပြောင်းလဲပြီးချပေးသွားမှာဖြစ်တယ်ဒီလေးလုံးအခွေ site ကိုတော့ member မှာ all ကွက် main ကွက်တွေမပေးတော့ဘူးအခွေကဏ္ဍပဲတည်တံ့ချပေးသွားမှာဖြစ်တယ်เนาะကဲအားလုံးပဲဒီနေ့တောက်ကြနေ့မှာ member ဖွဲ့ဝင်ထားတဲ့မိတ်ဆွေများအားလုံး member တက်တန်းတော့ပုံဆုံးသွားပါပြီဝင်ကျင်တဲ့မိတ်ဆွေရောဝင်ဖို့ဆက်သွယ်ထားတဲ့မိတ်ဆွေရော17ရက်နေ့12ရက်နေ့9လပိုင်း2026 member တပတ်စာပေါ့เนาะဝင်ကျင်တဲ့မိတ်ဆွေတွေဆိုရင်ဆက်သွယ်လို့ရတယ်เนาะကဲဒီအပတ်မှာ17ရက်နေ့12ရက်နေ့စနေတနင်္ဂနွေပိတ်ရက်မှသာအဖွဲ့ဝင်ခေါ်ရခြင်းဖြစ်တယ်เนาะဝင်ကျင်တဲ့မိတ်ဆွေဆိုပိတ်ရက်စနေတနင်္ဂနွေမှာဆက်သွယ်ပါเนาะကဲအမျိုးတို့ရေပြီးတဲ့ပတ်တုန်းကဒီအပတ်16ရက်နေ့မှာချဲကနန်းအကောင်းဆုံးရွေးချယ်ပြီးတော့ချပေးသွားအောင်မှာဖြစ်တယ်เนาะအကောင်းဆုံးချပြီးတော့ထပ်ပြီးတော့ချပေးသွားပါမယ်1ရက်နေ့9လပိုင်းမှာမိုမိုရဲ့ချဲ 3D ပေးထားတာเนาะ4 5 9နဲ့5 4 9เนาะကိုကတော့နောက်ပိတ်နှစ်ခုလုံးဖြစ်သွားတာပေါ့မိုမိုပောက်ကွက်တွေချတယ်အားတဲ့မိတ်ဆွေတွေအားလုံးပေါက်ကြတယ်เนาะတော်တော်များများပေါက်ကြပါတယ်ကဲဒီအပတ်တော့ထွက်တာက495เนาะမိုမိုပေးထားတာ459 549เนาะထွက်တော့6ကအလဲထိုင်ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့အားတဲ့မိတ်ဆွေသားရကြမယ်เนาะကဲဒီအပတ်လဲ12ရက်နေ့13ရက်နေ့ကစနေတနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဟူးနေ့မှာချဲကြီးပြန်ထွက်မယ်เนาะမိုမိုအကောင်းဆုံး
ပေါက်ကွက်တွေလေ့လာပေးထားတဲ့ရှာဖွေပေးထားတဲ့အားလုံး member ဝင်တဲ့မိတ်ဆွေတွေကိုထပ်မံပြီးတော့ချပေးသွားအောင်မှာဖြစ်ပါတယ်เนาะကဲ member ဝင်ဖို့ဆက်သွယ်ထားတဲ့မိတ်ဆွေတွေရောဝင်ကျင်တဲ့မိတ်ဆွေတွေရော1ရက်12ရက်ကစနေတနင်္ဂနွေဖြစ်ပါတယ်ဝင်ကျင်တဲ့မိတ်ဆွေများမမိုးချပြထားတဲ့ဖုန်းနံပါတ်ကိုဓာတ်ရိုက်ဆက်သွယ်မြင်းမြန်းနိုင်ပါတယ်ဒီဖုန်းနံပါတ်မှာ Viber ရှိသလို Way အကောက် KB ကောက်လည်းနှစ်ခုလုံးရှိပါတယ်အဓိက Viber သုံးတဲ့မိတ်ဆွေများငွေလွှဲပြီးရင်စလစ်ပြေစာလေးတော့ Viber ကနေပို့ဆောင်ပေးထားကြပါလို့ပြောချင်ပါတယ်တကယ်လို့ Viber မသုံးတဲ့မိတ်ဆွေတွေအတွက်ကိုလည်းတည်တံ့ဇာတိုးပတ်တီးတွေကစားချင်တယ်ဆိုရင်ရိုးဖုန်းကနေဆက်သွယ်လို့ရတယ်เนาะ member ကြီးကတော့ပုံမှန်တိုင်းပဲတစ်ပတ်စာလုံးမှာ9000ပါဗုဒ္ဓဟူးမကျော်ကတော့ဇာတိုးပတ်တီးအခွေမွေးကနန်းတွေကိုပုံမှန်တိုင်းပဲပေးသွားမှာဖြစ်ပါတယ်เนาะကဲအားလုံးပဲဒီနေ့ဒီအပတ်ကတော့မိုမို site အသစ်လေးလာထားတဲ့ site အသစ်ပေါ့เนาะဒါ YouTube မှာချပြထားတဲ့ site အသစ်ပေါ့เนาะဒါကို member မှာပေးသွားမှာဖြစ်တယ်เนาะ YouTube မှာပေါက်ကွက်ဝင်ပြီးတော့ member မှာမပေါက်တာလည်းရှိတယ် member ဝင်ပြီး YouTube မှာမဝင်တာလည်းရှိတယ်ဒါကြောင့်မို့လို့မိုမိုလေးလာထားတဲ့လောက်ကိုအားလုံးကိုချပြထားတယ်เนาะလေးလုံးအခွေ site ကိုပဲ member မှာပေးသွားမယ်လေးလုံးခွေရင်6ကွက်ဖြစ်တယ်เนาะလေးလုံးခွေရင်6ကွက်ဖြစ်တယ်မိုမို member မှာလည်း all 2ကွက်နဲ့ main 3ကွက်ဆို5ကွက်ဖြစ်တယ်เนาะဒါပေမဲ့ပေါက်ကွက်ဝင်တဲ့အခါတွေရှိသလိုမဝင်တဲ့အခါတွေရှိတယ်ဒီလုံးပိုင်းဒီအခွေကနန်းလေးလုံးကိုမိုမို member ကိုပေးသွားမှာဖြစ်တယ် all ကွက် main ကွက်လုံးဝမပါဘူးအခွေကနန်းလေးလုံးချပေးသွားမယ်ဒီလေးလုံးထဲကအကောင်းဆုံးနှလုံးကိုလုံးပိုင်းရွေးပြီးတော့ပေးသွားမှာဖြစ်တယ်เนาะဘာကြောင့်လဲဆိုတော့တချို့ကြတော့ပတ်ကနန်းကြိုက်တယ်လေတချို့ကြတော့မိန်းကလေးများကပတ်ကနန်းကြိုက်တယ်ဒါကြောင့်မို့လို့ဒီထက်ကလေးလုံးထဲကအကောင်းဆုံးလုံးပိုင်းနှလုံးကိုပြန်လည်ရွေးချယ်ပြီးတော့ပေးသွားမှာဖြစ်တယ်เนาะဒါကြောင့်မို့လို့ member ဝင်ခြင်းတဲ့မိတ်ဆွေတွေဆိုရင်ပရက်စနေတနင်္ဂနွေတော့ဆက်သွယ်ပေးထားပါเนาะနောက်ပတ်ကြရင်တော့မိုမို YouTube မှာတနေကုန်စာကနန်းပဲတင်ဖြစ်သွားမှာဖြစ်တယ်เนาะထိတ်စီဝမ်းချင်းတော့မတင်ဖြစ်တော့ပါဘူးမိုမိုလည်းခရီးထွက်စရာရှိလို့ပေါ့เนาะဒါကြောင့်မို့လို့တနေကုန်စာဆိုပြီးတော့ကနန်းကိုဆက်လက်တင်ပေးသွားမှာဖြစ်ပါတယ်เนาะကဲအားလုံးပဲ10ရက်နေ့9လပိုင်း2026တောက်ကြနေမနေ့ပိုင်းမိုမိုထပ်မံပောက်ကွက်လေးတွေပြန်လဲချပြပေးသွားမှာဖြစ်ပါတယ်ချပြပေးသွားမှာဖြစ်ပါတယ်เนาะကဲအားလုံးပဲဒီနေ့မနေ့မှာမိုမိုထိတ်စီမှာ4 5 6ထိတ်စီဖြစ်ပါတယ်เนาะကဲဝမ်းကျိန်းမှာတော့ဝမ်းကျိန်းမှာတော့1ခွန်4ကိုဖြစ်ပါတယ်ကြိုက်တဲ့တက်ရာ site ကိုရွေးချယ်ကစားပါเนาะကဲအားလုံးပဲမိုမိုရဲ့ပောက်ကွက်များဘာတွေဆက်ဖြစ်မှာလဲဆိုတာအတူတူလိုက်ပြီးကြည့်ကြရအောင်เนาะကဲမိုမိုရဲ့ပောက်ကွက်လေးမိုမိုဒီလေးလုံး site ကို member မှာပြောင်းပြီးပေးသွားမှာဖြစ်တယ်နောက်ပတ်ကြရင်တော့ကနန်းကတော့တနေကုန်စာဆိုပြီးတော့ကနန်းတင်ပေးသွားမှာဖြစ်တယ်เนาะမနေ့ညတော့မတင်ဖြစ်တော့ပါဘူးတနေကုန်စာကနန်းကိုမိုမိုအကောင်းဆုံးရွေးချယ်ပြီးတင်ပေးသွားမှာဖြစ်ပါတယ်เนาะမနေ့ညပေါ့เนาะဒါကြောင့်မို့လို့ဒီ member ဝင်ထားတဲ့မိတ်ဆွေတွေကိုတော့မနေ့ညဆိုပြီးအခွေကနန်းတည်တံ့ပေးသွားမှာဖြစ်တယ်မနေ့တစ်ကြိမ်ညနေတစ်ကြိမ်ပေါ့နော်မိုမိုရဲ့ပောက်ကွက်ချတဲ့အချိန်ကမနေ့10နာရီညနေ2နာရီနောက်ပိုင်းကိုစာတို့ပောက်ကွက်တွေကိုချပေးသွားမှာဖြစ်တယ်เนาะအခွေကနန်းမနေ့တစ်ကြိမ်ညနေတစ်ကြိမ်ကို member မှာပေးသွားမှာဖြစ်တယ် YouTube မှာတော့မိုမိုတနေကုန်စာပဲတင်ဖြစ်သွားမှာဖြစ်ပါတယ်เนาะဒါကြောင့်မို့လို့တည်တံ့အခွေကနန်းတွေကစားချင်တယ်ဆိုရင် member ကိုလာလို့ရတယ်เนาะကဲအားလုံးပဲမိုမိုရဲ့ပောက်ကွက်လေးမရယူခင်လေးမှာထုံးစံနိုင်မယ်2D channel လေးကို subscribe နှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်တစ်တွေတင်တိုင်းတွေ့ရှိရအောင်လို့ subscribe ပေးနာကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်တစ်တွေတင်တိုင်းမြဲလို့အားပေးနေတဲ့ 2D ဝါသနာရှင်ကြီးကောင်မများအားလုံးကိုလည်းတယောက်ချင်းကိုကျေးဇူးထူးတင်ရှိပါတယ်เนาะကဲအားလုံးပဲဒီတမနေ့မိုမိုရဲ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုတဲ့ပောက်ကွက်လေးကတော့4ခွန်5ခွန်4နှစ်5ကို6နှစ်6ကို6လေး4ကို5လေး6ခွန်4တစ်
9နှစ်เนาะ9နှစ်ကတော့ပြန်ကြကနန်းပါတစ်ပတ်ပါပါတယ်เนาะနှစ်ပတ်သုံးပတ်ရှိပြီကနန်းအကုန်လုံးကုန်နေတာပေါ့เนาะပတ်တီကစားတဲ့မှတ်ကျွေတွေတော့အကျိုးရှိပါတယ်เนาะကဲအားလုံးပဲမမိုးရဲ့ပောက်ကွက်များအကြိုက်ချင်းတူရင်ကစားပါအကြိုက်ချင်းမတူရင်စိတ်တိုင်းကြကစားပါကြော်သွားပါเนาะကဲအားလုံးပဲမမိုးရဲ့နေကုန်ကီးနဲ့အပီးကမနေ့ကအောင်မြင်မှုကီးဖြစ်ပါဝင်ခဲ့တယ်เนาะကဲဒီနေ့တော့နောက်ဆုံးပိတ်ဖြစ်တဲ့အတွက်ကီးနဲ့အပီးကအပီးထွက်နိုင်တယ်เนาะ136136 309တယ်เนาะကဲနေကုန်ကီးနဲ့အပီးလိုအပ်ရင်သုံးပါမလိုအပ်ရင်ကြော်သွားပါကဲအားလုံးပဲမမိုးရဲ့လုံးပိုင်ကိုတော့ခွန်လေးဆိုပြီးရွေးချယ်ထားပါတယ်မန်ပါဝင်ခြင်းနဲ့မိတ်ဆွေတွေများအားလုံးမမိုးရဲ့ချပြထားတဲ့ဖုန်းကိုတိုက်ရိုက်ဆက်သွယ်လို့ရတယ်เนาะဒီဖုန်းနံပါတ်မှာViber လည်းရှိတယ်ဝေကောက်ကေဘေးကောက်လည်းနှစ်ခုလုံးရှိတယ်ကဲအားလုံးပဲတောက်ကြနေမနေ့ပိုင်း9ရက်သားသမီးများအားလုံးပောက်ကွက်လေးတွေနဲ့အောင်မြင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်အားလုံးကံကောင်းကြပါစေရှင်